Hi guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာဘိန်းကိုလဲရတဲ့ Roblox ထဲမှာဘိန်းလဲရတဲ့ game လေးဆော့ပြသွားမှာဖြစ်ပါတယ်။ Okay ကျွန်တော်ဘိန်းနေလိုက်မယ်ဒီနေ့ဆိုရင်တော့ auto တူပေါင်းလိုက်ကားမောင်းတဲ့ game နဲ့တူတယ်ဘိန်းနဲ့ပြန်ရတာကွာမိုက်တော့မိုက်ပါကားမောင်းတဲ့ game နဲ့အတူတူပဲပေါ့ဒါပေမဲ့ဒါလည်းပဲ try နိုင်မယ် okay လား level 6လို့ရောက်သွားပြီ level 16လို့ရောက်သွားပြီ okay let's go တော့မယ်မြန်တော့မြန်နေခဏနေအောင် okay ဒီနားရောက်လာပြီဒီနားရောက်လာပြီဆိုတော့မယ် let's go okay ကျွန်တော်ဒီဘက်တော့မြန်တော်တော်လေးတော့မြန်လာပြီဒါကြော်နိုင်မယ်နဲ့တူလောက်ပါနဲ့ငကားကြီး oh my god ဘယ်ကိုခမလို့ oh my လေးကြောက်စရာကြီးလေးအိမ်နဲ့ပဲတူလဲ25ဆိုများလို့ဂျိုင်း train အောင်မယ် okay ဆိုင်ကထက်တော့နည်းနည်းမြန်ပါတယ်တေးဝိုင်းထိရနဲ့တေးရလို့ဟုတ်ပါကွာ win 6ဆိုတာပါတယ် KD ရောက်လာ let's go 15တိုးလာတော့မိုက်ပါတယ်မြန်လာပေါ့ဗျမြန်လာတော့နည်းနည်းကောင်းတာပေါ့ okay ခမရပါလောက်တော့ Draco Camel ကီလိုများလေ Robert shit ရတဲ့လီပေါ်တော့လည်းမယ်ညောင်း16ပဲ okay တော့မယ်ရတယ်ဘာဖြစ်ဘူးအဲ့ကိုပြန်တော့မယ်ညတို့ရပြီ level 73ရောက်လိုက် okay တော့မယ် level 26ရောက်သွားပြီ26ရောက်သွားတော်တော်လေးမြန်လာပြီနားတယ်မလုပ်နဲ့သွားပါပြီကွာလေအေးယူလိုက်ရင်တော့ရောင်းတော့တေး okay ဒီမှာဘိန်းဒီဘိန်းနေမိုက်ဘိန်းနေရောမျိုးသားအများကြီးပဲရှိရယ်မျိုးသားအများကြီးပဲရှိရယ် rebel 30လေ okay 30ဆိုမြင်လေးစုလဲမယ် okay လား let's go ပြေး let's go ပြေးခဏဆောက်ပါအောင်ဟာဘေကွန်းဝီမတိကားမောင်းနေရသူတို့ကြီးကားဘိန်းလိမ့်နေပြီကားမောင်းနေရသူတို့ကြီးခံစားရတယ်တဲ့ okay သွားမယ် let's go ဒီရောက်လာပြီဒီတစ်ခါတော့ရှာမရှိတော့ဘူးသွားမယ် level 8နဲ့win 8နဲ့ပဲသွားလိုက်မယ် okay 30ပြန်လို့လောရမှာနေမြန် 1k တဲ့55ကျင်းစီတော့နည်းနည်းများတယ် okay level 29 30ပြရအောင်မယ် okay သူ့ရှူလိုက်သွားပါငါ့ကိုကြိုက်တယ်အေးပါကွာMama calling okay အားလုံးပဲဒီနေ့ဗီဒီယိုဒီလောက်ပါပဲကျွန်တော်ဗီဒီယိုကြီးအရင်ရှင်းနေမှာဆိုလို့ပါအားလုံးပဲ bye bye ကျွန်တော် channel လေး subscribe like လေးနဲ့ subscribe လုပ်ခဲ့ပါ bye bye